ကျေးဇူးတင်တယ်အခုလိုအချိန်ကောင်းခါကောင်းကိုပြင်ဆင်ပေးတဲ့ယေရှုဖခင်နာမတော်တာရကြီးမြတ်ပါစေအာမင်ကျွန်တော်တို့ဟာမထိုက်တန်ပါဘူးဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ဒါပေမဲ့လည်းဖခင်ကထိုက်တန်စေပြီးမှကျွန်တော်ထိုက်တန်တော်သူကဲ့သို့ဖြစ်သွားတာအမှန်တော့ကိုယ့်အနေနဲ့တော့မထိုက်တန်ဘူးဒီအမြတ်ကြီးမြတ်လာတဲ့ဖခင်သခင်ကိုကျွန်တော်တို့ကိုယ်ကိုယ်ဖို့ကိုမထိုက်တန်အမှန်တော့ဒါပေမဲ့သူ့ချစ်ချင်းမြတ်တာအဖြစ်နဲ့ကျွန်တော်တို့ကိုဖုံးအုပ်ပြီးမှညဉ့်ညွန့်ချင်းမကောင်းသောအမှုရာအမျိုးမျိုးနဲ့ဘေးအမျိုးမျိုးကိုဖယ်ရှားပြီးမှကျွန်တော်တို့ကိုထိုက်တန်စေတာဖြစ်တယ်ထိုက်တန်စေတာကထိုတူတာဖြစ်တယ်ပြင်လင်ဖြစ်တယ်ဟာလေလုယာဆိုတော့ဆရာဆောင်လင်ပြောတကယ်တော့တကယ်တက်ကြွဖို့တကယ်လိုပါတယ်နိုးထဖို့လည်းတကယ်လိုတယ်စိတ်အားထက်တန်ဖို့လည်းတကယ်လိုတယ်ဘာဖြစ်လို့လဲဆိုတော့ဤမြတ်ကြီးမြတ်လာတော့ဘုရားသခင်လူတိုင်းကိုယ်လုံးမထိုက်တန်တဲ့ဘုရားကကျွန်တော်တို့ကိုယ်ကိုယ်ထိုက်တန်ရတော့အခွင့်ကိုရတော့တူပြီးဖြစ်ကြတယ်ဆိုတော့ဘေးလောက်တန်ဖိုးကြီးတဲ့ရွှေငွေရတနာနဲ့တော့မှဝေလို့မရတဲ့ဖရာသခင်ဟာကျွန်တော်တို့ရထားတာဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဝမ်းမြောက်မဆုံးဝမ်းတာမဆုံးဖြစ်နေကျွန်တော်တကယ်ကိုဝမ်းတာတန်ဖိုးထားဖို့ဖြစ်တယ်ဆိုတာအနေငယ်ကျွန်တော်ပြောပြချင်တယ်ကျေးဇူးတင်တယ်ဒီနေ့လဲဒုတိယနေ့မြောက်အချိန်တော့နည်းနည်းကြာပြီဆိုတော့နည်းနည်းလဲညီးငွေ့ကောင်းညီးငွေ့မှာပါဒါပေမဲ့လဲကျွန်တော်တို့ကဖရာသခင်အတွက်တပတ်တာလုံးမကိုအဖို့တာအလုတ်လောက်တာဖြစ်တယ်ဖယားအတက်တာတနင်္ဂနွေနေ့လောက်ပဲအချိန်ပေးတာဖြစ်တယ်အဲ့ဒါကိုကစဉ်းစားရမှာဟာခုနှစ်ရက်တပတ်လုံးမှာကိုဖို့ပဲအားလုံးလိတ်လို့လေလူတွေကစီနေတဲ့လူဆိုလို့ရှိရင်လူကညလိတ်အမျိုးပဲတဲ့လိတ်ဆိုတာညီကြီးရက်သူ့ဖက်ပဲရက်တယ်လေညီကြီးတူးတဲ့ခါမှာလေသူ့ဖက်ပဲရက်တယ်ဆိုတော့သူ့အတွက်ကြီးပဲကစီနေတဲ့ဆိုတော့ကစီနေတဲ့လူဆိုလို့ရှိရင်သူလူရပြောညလိတ်အမျိုးပဲတဲ့ဆိုတော့တပတ်တာလုံးကိုအဖို့ပဲလိလို့ရက်တာလေကိုအဖို့ပဲဒါပေမဲ့ဒီတနင်္ဂနွေနေ့တရက်လေးပဲဖရာသခင်အဖို့ကျွန်တော်တို့ခန္ဓာကိုယ်စိတ်ဝိညာဉ်ကိုပေးရဖြစ်တယ်အားရတယ်ကျွန်တော်အားရတယ်prison worship လုပ်တာလေအားရတယ် prison worship ဆိုတာကအတိုင်းတာမရှိရဘူးလာတော့စိတ်ရှိတော့အဲ့ဒါပဲစိတ်နှလုံးအကျွမ်းမဲ့ခရစ်တော်ပြောတဲ့အကျွမ်းမဲ့ဆိုတာဒါလေဒါအကောင်းတယ်ဒါနဲ့အချိန်ကုန်တာအဲ့ဒါကဖျားဘုံထင်ရှားတာဖြစ်တယ်ဟာလေလုယာအဲ့ဒါဖျားဘုံထင်ရှားတာဖြစ်တယ်ခင်ဗျားကခဏလေးလောက်ပဲဝတ်တန်းကြည်တန်းလောက်ပဲဖျားကိုပြန်သွားကြည့်တာဖျားဘုံမထင်ရှားဘူးတင်းကိုယ်တိုင်ကသူ့ကိုခွူမဆိုင်တော့တာလေမဟုတ်လားအချိန်အများကြီးပေးတယ်ဟာလေလုယာကိုရောဘုံထင်ရှားပါစေကိုရောနာမတော်ကြီးမြတ်ပါစေအချိန်ပြည့်တင်ပြောနေတာယေရှုလာမရှိတယ်အတောင်ပန်6ခုရှိတယ်တဲ့နှစ်ခုကမနာပဲရက်တယ်လို့ပြောတယ်နှစ်ခုကချီဘာဖုံးလာတာဆိုတော့အဲ့ဒီအကောင်ကကောင်းကင်တမန်ကဘာပြောလဲဆိုအချင်းပိဘုရားသခင်ကတန်ရှင်းတယ်ဖြောင်းမှတ်တယ်မနာတန်ပြောတယ်လို့ပြောတယ်ယေရှုလာတယ်နော်ဆိုတော့ကျွန်တော်တို့ဘုရားဟာမရက်မနာတန်ကိုကွေလို့တော့ဘုရားဖြစ်တယ်ဟာလေလုယာမရက်မနာတိုင်းချင်းမွန်းလို့တော့ဘုရားဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကိုကွေချင်းမွန်းချင်းကိုမငြင်းငွေ့တာအကောင်းဆုံးပဲဤမြတ်ကြီးမြတ်တော့ဘုရားကျွန်တော်ရထားတာပဲကျွန်တော်အချိန်ပေးမယ်လေအချိန်ပေးမယ်လေဆိုကိုဟာကိုနားလည်ဖို့လိုတယ်ပေးတင်တဲ့ကိုဟာကိုခံယူဖို့လိုတယ်အဲ့ဒါအရင်ကောင်းတယ်ဒီနေ့ကကျွန်တော်နည်းနည်းဝင်ခါလို့ချင်တာကတော့ဘာအကြောင်းလဲဆိုခေါင်းစဉ်နဲ့ the hidden treasure လို့ပြောတယ်ဝတ်ထားတော့ဘာနာပေါ့နော်ဝတ်ထားတော့ဘာနာဆိုတာလေဖခင်ရဲ့ကောင်းချီးမင်္ဂလာဆိုတာဝတ်ထားတော့ဘာနာကဲ့သို့တာဖြစ်တာတကယ်ဝတ်ထားတာဖခင်ရဲ့နီးပညာကိုလည်းဝတ်ထားတယ်ဖခင်တိချင်းကိုလည်းဝတ်ထားတယ်ဆိုတော့ဒီဟာကိုမတော်ခင်မှာ
ကျွန်တော်နည်းနည်းအဲ့ဒါပြောချင်တာတစ်ခုကဘာလဲယေရှုခရစ်ကြွလာတဲ့အခါမှာဘသူကအရင်ဆုံးတည်တယ်လဲနတ်ဆိုးဆိုးရလူကအရင်ဆုံးတည်တယ်အေးအမြင့်ဆုံးဘုရားသခင်နဲ့တားတဲ့တင်ဟာအကျွန်ုပ်တို့ကိုဖျက်ဆီးခြင်းကရောက်လာသလားတဲ့အနည်းဆုံးတွန်းတဲ့တော့မပို့ပါနဲ့တောင်းပါနာလေယေရှုကပစပ်ပိတ်လို့ပြောတယ်မပေါ်ခိုင်းစေခြင်းမူအဲ့ဒီအချိန်မှာလူရီယေရှုခရစ်ဟာအမြင့်ဆုံးထာဝရဘုရားသခင်နဲ့တားဆိုပေတရုကမပြောသေးဘူးပေတရုပြောတာတော့မပြောတာမေးတဲ့ခါမှပြောတာနတ်ဆိုးကတည်တယ်နတ်ဆိုးချင်းနတ်ဆိုးဝိညာဉ်ကဖျားဖန်ဆင်းတာလေဘဲကနေလာတယ်ကောင်းကင်ကလာတာနတ်ဆိုးကဖျားမောင်းထိုးလိုက်လို့ရောက်လာတာဆိုတော့အဲ့ဒီဝိညာဉ်ကဖျားရဲ့လူကိုတည်တယ်ဖျားကိုတည်တယ်ဖျားဝိညာဉ်ကိုတည်တယ်ကျွန်တော်တို့ကတော့မတည်တာဆိုတော့ဝတ်ထားတာဆိုလို့ချင်တာပါလဲဆိုတော့ခရစ်တော်ကြွချင်းကိုတော့မှသူဝတ်ထားတာဘယ်အရာမဆိုအကုန်ဝတ်ထားတယ်ဒါပေမဲ့အင်မတန်မှတိလို့တော့သူဟာတိရတော့ခွင့်ကိုပေးတယ်ဖျားသခင်ကဥမာတခုဘာလဲဆိုတော့ရှမာရီမိန်းမတယောက်ကရှမာရီဆိုတာကယူရာနဲ့တပားမျိုးနဲ့ဆက်ပြီးမှထွက်လာတဲ့လူမျိုးမစစ်ဘူးပေါ့နော်ယူရာအထဲနဲ့မသွင်းတဲ့အမျိုးသမီးတယောက်ကဘာပြောတယ်လဲဆိုလို့ရှင်တော့ယေရှုခရစ်ကိုကျမ်းမာရတော့ခွင့်ကိုတောင်းတယ်ယေရှုခရစ်ကတာတ်ယူလာတဲ့သမင်းကကျွန်းခွေးကိုကျွေးရကောင်းသလားပေါ့ဒါပေမဲ့ခွေးကလည်းစနုပ်စပေါ့လို့စားရတော့ခွင့်ရှိတယ်လို့ပြောလိုက်တယ်လေပြောလိုက်တဲ့အခါမှာခရစ်တော်ကသူ့ရဲ့ယုံကြည်ခြင်းအားဖြင့်ကျမ်းမာရတော့ခွင့်ကိုပေးတယ်ဆိုတော့သူကကောင်းကြီးကိုအယံတိလို့တာခံစားလို့တာသူ့ရဲ့စိတ်နှလုံးကထိုသူတို့လူမျိုးကိုဖျားကောင်းကြီးပေးတာကျွန်တော်တို့လည်းအဲ့ဒါအတူယူเสียကောင်းတယ်တိလို့ဖို့ခံစားလို့ဘယ်အရာလဲဘုရားတော်ရပါလဲလိုက်ရှာဖို့ဂျန်စာနိုင်ရှာဖျားကိုမေးဂျန်စာနိုင်ရှာဖျားကိုမေးဖျားစကားနဲ့အကုန်ရှိထည့်ထားပြီးသားပဲသူကဖျားစကားနဲ့အကုန်ကောင်းကြီးမင်္ဂလာထည့်ထားတယ်လို့ကျွန်တော်ပြောချင်တယ်ပြီးမှအခြေပြုတော်အားဖြင့်နဲ့ရှမတ်ခန်းကြီး73အငယ်လေးစေလေးမြန်မာလိုပဲဖတ်မယ်မြန်မာလိုဟောရဲဆိုမြန်မာလိုဖတ်တာအရင်ကောင်းတယ်73အငယ်လေး14ကနေ55ထိဖတ်မယ်44နဲ့45တနည်းကကောင်းကင်နိုင်ငံဒီလေ၌ဝတ်ထားသောဘာနာနဲ့တူ၏ထိုဘာနာကိုတွေ့တော်သူသည်တဖန်ဖုံးအုပ်၍ဝမ်းမြောက်သောစိတ်နဲ့တွားပြီးလျှင်ရသမျှကိုရောင်း၍ထိုလေကိုဝေလေ၏တနည်းကကောင်းကင်နိုင်ငံဒီမြတ်သောပလဲတို့ကိုရှာတော်ကုန်တယ်နဲ့တူ၏တဲ့ကောင်းကင်နိုင်ငံဟာမြတ်သောပလဲကဲ့သို့မြတ်သောပလဲကိုရှာတော်ကုန်တယ်နဲ့တူတယ်โอเคဆုတောင်းရအောင်ကိုရောကျေးဇူးတင်တယ်ဤမြလေးနဲ့တော့ကိုရောဤဘာနာကိုရောဤနိုင်ငံတော်အကြောင်းတရင်တရားဧဝံဂေလိတရားအကျွန်ုပ်နားမလဲပါအကျွန်ုပ်မထိုက်တန်ပါဤရှေ့မှောက်နဲ့ကိုရောအခွင့်ပေးတော်မူသောကျေးဇူးတော်ကိုဖနှောင်းစွာချီးမွမ်းတဲ့အကျွန်ုပ်၌နှုတ်ရှာပါဆက်စိတ်ဝိညာဉ်ကိုပိတ်တေတော်မူပါဂျာနာတော်သူအရောက်စီတိုင်းနိုင်လဲနားလဲရတော့ခွင့်နဲ့ကိုရောနှုတ်ကပတ်တော်ခံယူပြီးတူးပွားရတော့အတီးပွင့်ရတော့ခွင့်ကိုလည်းပြင်ဆင်ပေးသနာပါနားလဲချင်းနာစိတ်နှလုံးကိုလည်းဖွင့်ပေးတော်မူပါမယ့်အကြောင်းယေရှုခရစ်နာမတော်မြတ်ကိုမြည်ပြုပြီးအလုံးယုံတည်စွာနဲ့ဆုတောင်းဆက်ကပ်ပါအပါအာမင်so ဘာပြောတယ်လဲဆိုလို့ရှိရင်တော့တနည်းကောင်းကင်နိုင်ငံဟာဝတ်ထားသောဘာနာနဲ့တူတယ်တဲ့တကယ်
ဝတ်ထားတော့ဘာနာနဲ့တူလာတဲ့အဲ့ဒါကြောင့်မလို့ပညာရှိပညာတတ်ပြီးSpaceX ထွန်းတဲ့ကောင်ပဲဖြစ် Microsoft ရေးတဲ့လူပဲဖြစ်အခုနေ NASA အဖွဲ့မှာကဘာအစမြင့်ဆုံးအဖွဲ့ပဲဖြစ်ဒီကောင်းကင်ရဲ့ဝတ်ထားတော့ဘာနာဟာအဲ့ဒီလောကနိပညာမှာ expert ဖြစ်တဲ့လူကအများကြီးရှာမတွေ့တာကြီးပူများတယ်ဘာဖြစ်လို့ဆိုတော့သူတို့ရဲ့ပညာဟာသူတို့အားကိုးတယ်သူတို့ရဲ့ပညာကိုသူတို့အမိပြုတ်လိုက်တဲ့ခါ၌သူတို့အတွက်ဝတ်ထားတော့ဘာနာဖြစ်တယ်သူတို့အတွက်ဝတ်ထားတော့ဘာနာဖြစ်တယ်ဆိုတော့ဒီဘာနာကအခုအချိန်မှာကျွန်တော်တို့ပြောလိုက်ရင်တော့တရုတ်တွေကြားတဲ့အခါမှာဘယ်လိုပြောလဲဆိုတော့ရှင်းတော့ရည်ရပေါ့သူတို့ကတရုတ်တွေတွတ်တော့ကျွန်တော်တို့အေးဝင်ကလေးတရားတွေကခင်ဗျားတို့ကတဲ့ဘာအရင်မြတ်ဖတ်မြတ်10ပုတ်တစ်ပုတ်ထည့်လိုက်ရတဲ့အရင်တော့ကျွန်တော်တရုတ်နှစ်ယောက်နဲ့လို့တူလို့တယ်ဟိုမှာရှားတော့အလုပ်တူလို့တော့သူတို့နှစ်ယောက်ကတုတ်ပြန်ပွေရပြီးသားနှစ်ယောက်အင်္ဂလိပ်စကားသူတို့နည်းနည်းတတ်တယ်နားလေပြီးသားကျွန်တော်လည်းမတောက်တစ်ခေါက်သူတို့လည်းမတောက်တစ်ခေါက်ပေါ့နော်အားမဲ့ကျွန်တော်ပြောင်းလဲလာတော့ကျွန်တော်ကစိတ်အားကြီးတော့မတောက်တစ်ခေါက်နဲ့အင်္ဂလိပ်တရားအကြောင်းတွေပြောတယ်ယေရှုခရစ်ကတင်ချင်းအကြောင်းတွေပြောတယ်ဘာညာတွေပြောတယ်နောက်ကောင်းဝင်နိုင်ငံထာဝရအသက်ကိုရမယ်အကြောင်းတွေပြောတော့ခမရတရားကအယံကောင်းနေတဲ့ဒါပြီးတော့ကျွန်တော်တေခါနေမှာဝင်မဲတဲ့ပတ်စံမထဲချင်လို့သူတို့တော့ကဝတ်သားတော့ဘာနာတကယ်ဝတ်သားတော့ဘာနာပဲသူစိတ်မဝင်စားဘူးလားစိတ်ဝင်စားတယ်သူကြိုက်တယ်လားမကြိုက်ကောင်းတဲ့အရာတွေကြီးပဲတဲ့သူတို့ဆုံးဖြစ်တဲ့တွေးခွန်ညာတအကောင်းတယ်သူတို့ကတရုတ်ပြည်မှာလည်းဘွေရပြီးတလူနှစ်ယောက်ဆိုတော့လေနော်ဆိုတော့ဒါပေမဲ့လေသူတို့ကဘာနှမျောတယ်လဲဆိုပစ္စံနှမျောတယ်ခုနဟောပါလေအဲ့ဒီကောင်းကင်နိုင်ငံတွေ့တဲ့လူကတဲ့သူရတဲ့မြတ်ကိုရောင်းလိုက်တာဝေတယ်အဲ့ကြောင့်နှုတ်ကပတ်တော်ကိုမရောင်းနဲ့ဝေပါဆိုတာလေဝေလိုက်တာအခုပြောလိုက်လို့ဝေဖို့မကြိုးစားနဲ့ဝေရှာမလို့ပဲတော့ခရစ်တော်အလကားပေးတယ်ဆိုကြံပိုက်ရှိတယ်ဆိုတော့ကိုကဘယ်လိုဝေမလဲဆိုတာပေါ့နော်ဝေတော့ငွေနဲ့ဝေခိုင်းတာမဟုတ်ဘူးဒီဟာကဘာနဲ့ဝေခိုင်းလဲဝိညာဉ်နဲ့ဝေခိုင်းတာဟာလေလုယာမနေ့ကကျွန်တော်တို့အစပြောထားတာပါလဲအစပြောထားတာပါလဲဆိုတော့ယေရှုခရစ်ဤနိုင်ပတိယံခံချင်းနာမတော်ပတိယံခံချင်းတပါရီတော့ဖျားနဲ့ခံယူပြီးမှခရစ်တော်၌နာမအဲ့ဒါကအစ foundation လောက်တာလေနော်ဒါဆက်လက်ပြီးမှဒီဟာကိုဝေဖို့လိုတယ်ဒီဘာနာကိုတူဖို့လိုတယ်ဒီနည်းအားဖြင့်စီကိုထောင်ဖို့လိုတာပေါ့ဆိုတော့ဒီအပိုင်းကကျွန်တော်တို့ဘုရားသခင်ကဆိုလိုချင်တာပါလဲဆိုဘုရားသခင်ကကျွန်တော်တို့ကိုကေတင်ချင်းရပြီဆိုတာနဲ့ရောင်ရဲမတင်တင်စေချင်ဘူးထပ်ပြီးမှလှုပ်ခိုင်းစေချင်တယ်ရှာခိုင်းစေချင်တယ်တိုးပွားစေချင်တယ်ပြီးမှအောင်မြင်စေချင်တယ်အတိအပွင့်နဲ့ဘုရားမြင်ချင်တယ်တဲ့အပေါ်နဲ့ဘုံထင်ရှားခြင်းဟာအပေါ်နဲ့တဲ့အပေါ်ကလည်းအောက်တော့ရှန်ထွက်စေချင်တာဖြစ်တယ်ဘုရားထို့တော့ဘုရားဖြစ်တယ်အဲ့ကြောင့်တနည်းကလို့ပြန်ပြောတယ်ကောင်းကင်နိုင်ငံဟာဘာနဲ့တူတယ်လဲဆိုတော့ပလဲကုံတယ်နဲ့တူတယ်တဲ့သူကကုံတယ်တွေကပလဲကိုရောင်းတယ်လေကျွန်တော်တို့ကကုံတယ်စီကဝယ်ယူရမှာမဟုတ်လားဆိုတော့ပလဲကုံတယ်ဟာလေလုယာယေရှုခရစ်ဟာကျွန်တော်တို့ရဲ့ပလဲကုံတယ်ဖြစ်တယ်ပလဲကုံတယ်ဆိုတော့လောကရဲ့ပလဲကိုပြောတာမဟုတ်ဘူးဝိညာဉ်ပလဲကိုပြောတာဝိညာဉ်ပလဲကိုပြောတာဆိုတော့ပလဲကုံတယ်ဖြစ်တယ်တဲ့ဆိုတော့အောက်မှာ40ခွန်မှာကြာတော့ကိုနဲ့အိုင်နဲ့ဆွတ်လိုက်တဲ့ဟာလေကိုနဲ့အိုင်ထဲနဲ့ငါးကိုနဲ့ဆွတ်လိုက်တာအုပ်လိုက်တာပေါ့ငါးကအများကြီးငါးကကျွန်တော်တို့ယုံကြည်သူပေါ့နော်40ခွန်မှာလေနည်းနည်းဖတ်ရအောင်40ခွန်တနည်းကကောင်းကင်နိုင်ငံဒီပြင်လယ်၌ချ၍အမျိုးမျိုးသောငါးကိုအုပ်မိသောပိုက်ကွယ်နဲ့တူတဲ့ဆိုတော့အခုအေဝံဂေလိတရားအားဖြင့်လူအားလုံးကိုအုံမိတာတကဘာလုံးကိုအုံမိတာဆွေးဆောင်လိုက်တာဆွေးဆောင်လိုက်တာပိုက်ကွနဲ့အုပ်ပြီးမဆွေးလိုက်တာပေါ့အဲ့ဒါကိုပြောတာဆိုတော့အဲ့ဒီအထဲ၌တောက်လျှောက်ဖတ်ရင်တော့ဘာပြန်တွေ့ရလဲဆိုတော့ငါနဲ့အပိရှိသော
အခါတငါတို့ဒီကုန်းပေါ်တုတ်ဆွေးတင်၍ထိုင်လက်ကောင်းသောငါကိုချင်းသေးတုတ်ရွေးချယ်ထား၍မကောင်းသောငါကိုပြင်တုတ်ပြစ်လိုက်โอเคမနေ့ကကောင်းချင်းမကောင်းချင်းအကြောင်းကျွန်တော်နည်းနည်းပြောတယ်ကောင်းချင်းဆိုတာကျွန်တော်တို့လောက၌လူကောင်းမရှိဘူးဟန်ဆောင်တတ်တဲ့လူကလောကအဖြစ်လူကောင်းဥမာမကောင်းပြီမဲ့လေအရန်ပြီးမှစစ်ဆိုင်ကြီးကောင်းပြလာတယ်မျိုးတွေလေနော်အရန်ပြီးမှအထူလိုက်ပါလေgenerosity ပေါ့အထူရက်ရော်တာမျိုးတွေပေါ့နော်ရက်ရော်ဆိုတာချို့နားမလဲဘူးပမာလို့ဆို generosity အင်္ဂလိပ်လိုပြောတယ်လေ generosity ရက်ရော်တာမျိုးပေါ့ပေးကမ်းလာမျိုးပေါ့နော်အဲ့ဒါမျိုးတွေကြည့်လိုက်ရင်တော့လောကအဖြစ်နေတော့သူ့ရဲ့အပြုအမူကအတွင်းနဲ့ပုတ်နေတဲ့စိတ်ကိုဖုံးလိုက်တော့ကျွန်တော်တို့လူကောင်းလို့ပြောလို့ရတယ်ဒါပေမဲ့လည်းဖျားရှိနိုင်တော့လူကောင်းဆိုတာမရှိပါဘူးလူကောင်းဆိုတာမရှိဘူးဖျားရှိနိုင်လူကောင်းဆိုတာကဘာလဲဆိုတော့ဖျားစကားကိုခံယူပြီးမှထည့်လိုက်တဲ့လူကလူကောင်းဖြစ်သွားတာဖျားရှိနိုင်အဲ့ဒါကလူကောင်းလို့ခေါ်တာပြီးမှကျမ်းစာနဲ့ဖြောင့်မတ်ခြင်းဆိုတာတွေ့ရတယ်နှစ်မျိုးရှိတယ်ဖြောင့်မတ်ခြင်းနှစ်မျိုးဥမာဖြောင့်မတ်ခြင်းတစ်မျိုးကဘာလဲဆိုတော့လုံးဝလူကလုံးလို့မရတာဖြောင့်မတ်ခြင်းဘာလဲဆိုတော့ယေရှုခရစ်တပါတိတလုံးနိုင်တဲ့ဖြောင့်မတ်ခြင်းမျိုးဒါကကောင်းကင်နိုင်ငံကိုတက်နိုင်တဲ့ဖြောင့်မတ်ခြင်းတစ်မျိုးပေါ့နော်အဲ့ဒါကကျမ်းစာမှာတွေ့ရတယ်ပြီးမှဓမ္မဟောင်းမှာဖြောင့်မတ်တော်သူစုတောင်းတန်တဲ့ဘုရားခင်နာညောင်းနေဆိုတာအများကြီးကြားတွေ့ရမှာပါအဲ့ဒီဖြောင့်မတ်ခြင်းကဘယ်လိုမျိုးလဲဆိုတော့ဥမာကျွန်တော်ကအမှန်တော့အမှန်တိုင်းပဲပြောတယ်မလိမ်ဘူးဥပမာတချို့လူတွေကကျွန်တော်၌ဗာလဲသမင်းနှစ်ထုပ်စားစမုံနှစ်ခုရှိတယ်ကွာနှစ်ခုရှိကြံတဲ့လူတွေမရှိတော့ဘူးကိုကသူများလာမေးတယ်ကိုကခဏနေစားရမှာတစ်ထုပ်ဆိုတော့ညနေပိုင်းတစ်ထုပ်ခြံရမှာစားစရာမရှိဆိုတော့ကြံတဲ့လူတွေကခင်ဗျားစားစရာရှိလားမေးရကျွန်တော်ကတစ်ထုပ်နှမျောတယ်လေနော်တစ်ထုပ်တော့စားရမှာနှမျောတော့လိန်လိုက်ကောအုပ်မှာမရှိဘူးတစ်ထုပ်ကိုတော့ပဲရှိတယ်ဘာညာပေါ့ဒါပေမဲ့ဖြောင်းမှတ်တဲ့လူကရိုးတတ်ပွန်ပွန်လေးလေးနဲ့ပြောတတ်တယ်ကျွန်တော်နှစ်ထုပ်ရှိတယ်အမှန်တိုင်းဝန်ခံတာလေအမှန်တိုင်းရှိတယ်ပေါ့မရှိလည်းမရှိဘူးအမှန်တိုင်းပြောတတ်တယ်ပြီးမှပြဿနာကြုံရင်လည်းတချို့ကပြဿနာကြုံရင်တော့ဟိုလူကိုဖိုးလိုက်ဒီလူကိုဖိုးလိုက်ကိုအပြစ်ရှိတာကိုဟိုဖက်မှာပို့လိုက်ဒီဖက်ပို့လိုက်တချို့လူအဲ့လိုလုပ်တယ်ဒါပေမဲ့ဖြောင်းမှတ်တဲ့လူကကြာတော့ဟိုပြစ်ရှင်ကျွန်တော်မှားတယ်ဝန်ခံလိုက်တာလေကျွန်တော်အပြစ်ရှိတယ်ကျွန်တော်အပြစ်ကိုခွလို့ပါအပြစ်ကိုလျှော်ပေးပါဒါရိုးသားစောဝန်ခံတယ်အဲ့ဒီလူဟာဖြောင်းမှတ်တယ်လို့ပြောတာဒါအကောင်းကင်တက်တဲ့ဖြောင်းမှတ်တာတော့မဟုတ်ဘူးဒေးဗစ်လိုမျိုးပေါ့ဒါဝိမင်းကြီးလိုမျိုးပေါ့သူတို့ကယူတာပွန်လင်းတယ်လေအမှန်တိုင်းဝန်ခံတတ်တဲ့ဒါဝိမင်းကြီးလေအဲ့ဒါဖခင်သူ့ကိုကြိုက်တာလေပြစ်မှားပြီဆိုတာနဲ့ကျွန်တော်ပြစ်မှားပြီဝန်ခံမလိုက်တာဆိုတော့ဖခင်ရှိနိုင်ကိုတုံးလုံးပြင်လင်ငါဟာမထိုက်တန်တော်ဘူးဆိုပြီးမှဖခင်ရှိနိုင်ခုလိုချင်းတရားကိုဝန်ခံရတဲ့အပစ်ကိုဝန်ခံရတဲ့တတိလိုမျိုးကိုဖြောင်းမှတ်တယ်လို့ခေါ်တာဆိုတော့အဲ့ဒီဖြောင်းမှတ်ခြင်းဆိုတော့ဖြောင်းမှတ်ခြင်းနှမျိုးဆိုတော့ဖယားသခင်ရှိနဲ့ကျွန်တော်တို့ဟာလူကောင်းမရှိဘူးမရှိတဲ့ခါ၌အားလုံးကဆိုးတဲ့ငါဖြစ်တယ်ဒါပေမဲ့လည်းယေရှုခရစ်အားဖြင့်နဲ့ကျွန်တော်တို့ကကောင်းသောဝတ်လုံတွေရလာတယ်ဖြောင့်မတ်သောဝတ်လုံတွေရလာတဲ့ခါ၌ထိုခရစ်တော်ကိုဝန်ခံတော်သူအားလုံးကငါကောင်းပေါ့ခရစ်တော်ရဲ့ဝတ်လုံကိုဝတ်တဲ့လူတွေတိုင်းကအားလုံးကငါကောင်းပဲခရစ်တော်ရဲ့ဝတ်လုံမပါတဲ့လူကတော့အပင်တော့ဆွေးထုတ်ခံရမှာချင်းသေး၌မဝင်ရတော့ဘူးပြီးမှရှင်ပေါလုကသူ့ဟာသူဖိလိပ္ပိအခန်းကြီး3ခွန်8မှာဘာပြောတယ်လဲဆိုလို့ရှင်တော့မဖတ်တော့ဘူးဘာပြောတယ်လဲဆိုလို့ရှင်တော့သူဟာတဲ့ခရစ်တော်ကြောင့်တာပြင်းနေတဲ့အားလုံးဟာဆုံးရှုံးတကယ်တော့ဖြစ်တယ်တဲ့တချို့နည်းနည်းတ
တရားဆရာတွေကယေရှုခရစ်အလောကမှာချမ်းသာဖို့လောက်ပဲတရားဟောတဲ့လူတွေလည်းရှိတယ်အခုလောကကောင်းကင်ရဲ့ဘာနာကိုသူတို့တိတ်မပြောဘူးဒါပေမဲ့လောကမှာမီလီယံနာဖြစ်ရမယ်ဘီလီယံနာဖြစ်ရမယ်ဒါမျိုးတရားဟောတဲ့လူရှိတယ်ဆိုတော့ဒါပေမဲ့ပေါလုရဲ့ဝန်ခံတဲ့နေရာမှာကြတော့သူဟာအဲ့ဒီလောကရဲ့စီးစိမ်အားလုံးဟာယေရှုခရစ်ကြောင့်ငါဆုံးရှုံးတယ်လို့ပြောတယ်ဒါပေမဲ့လေတဲ့အောက်မှာဘာပြောလဲခရစ်တော်ငါဖိလိပ္ပိခန်းကြီး3အငယ်8မှာဖတ်ရအောင်အငယ်8မှာထိုမြတ်မကငါဤသခင်ယေရှုခရစ်ကိုတည်တော်ပညာသည်အဘေမြတ်လို့ကြီးမြတ်ဒီကိုထောက်၍ခတ်သိမ်းသောအရာတို့ကိုရှုံးစေခဲ့သောအရာကဲ့သို့မှတ်၏လို့ပြောတယ်ဆိုခုနကထိုတုတ်တော်လဲငါဤအကျိုးစီးပွားကိုပြုစုသောအရာရှိသမျှတို့ကိုရှုံးစေခဲ့သောအရာကဲ့သို့ခရစ်တော်ကြောင့်ငါထင်မှတ်တယ်တဲ့ယေရှုခရစ်ကိုသူအတိချင်းအားဖြင့်နဲ့ခတ်သိမ်းသောအရာတို့ဟာသူကပါလေယေရှုခရစ်တော်ဤမြတ်လို့ကြီးမြတ်သောယေရှုခရစ်ကိုပညာအပေမြတ်လို့ကြီးမြတ်ဒီကိုထောက်၍တဲ့ခတ်သိမ်းသောအရာတို့ကိုရှုံးစေခဲ့သောအရာကဲ့သို့ငါထင်မှတ်သည်တဲ့7မှာထိုသခင်ကြောင့်ခတ်သိမ်းသောအရာတို့ကိုအရှုံးခံရပြီးတည်ခြင်းမှာထမြောက်သောအခွင့်ကိုငါရနိုင်ကောင်းလျင်ကိုတော်ဒီအတိခံတော်မူဒီနည်းတူငါဒီလည်းအတိခံ၍ထိုသခင်ကို၎င်းထမြောက်တော်မူခြင်း၏တကူကို၎င်းဆေးခံတော်မူခြင်းကိုဆက်ဆံ၍ခံခြင်းကို၎င်းတည်ကျွမ်းခြင်းဟာပညာတရားအဖြစ်ရသောကိုဖြောင့်မတ်ခြင်းကိုမကူစားပဲခရစ်တော်ကိုယုံကြည်ခြင်းအပြင်ရတော့ဖြောင့်မတ်ခြင်းတည်ဟူသောယုံကြည်ခြင်းအတွက်ကြောင့်ဘုရားသခင်ရဲ့ပြီးတော်မူသောဖြောင့်မတ်ခြင်းကိုကိုစားတစ်ဖြစ်ဖြောင့်မတ်ခြင်းကိုစားတစ်ဖြစ်ခရစ်တော်ကိုအမျက်ရ၍ထိုသခင်၌ဒီပါမိအကြောင်းခရစ်တော်ကိုအမျက်ရ၍လို့ပြောတယ်ခတ်သိမ်းသောအရာတို့ကိုမစင်ကဲ့သို့ငါထင်မှတ်၏လို့ပြောတယ်ခတ်သိမ်းသောအရာကဲ့ငါမစင်ခဲ့တဲ့ထင်မှတ်တယ်ခရစ်တော်ဟာအမျက်ရတယ်လို့ပြောတယ်သူကကြည့်သူရဲ့ခံစားချက်ကသူကဘလို့နားလေသဘောပေါက်တယ်လေပေါ်လို့ကဆိုလို့ရှိရင်ဒီအရာလုံးဟာရှုံးခဲ့ရင်တော့မှငါခရစ်တော်အမျက်ရပြီအမျက်ရတယ်လို့ပြောတာလေရှုံးခဲ့ရင်တော့မှငါခရစ်တော်အမျက်ရတယ်သူကဘာကိုရလဲဆိုတော့ဝတ်ထားသောဘာနာကိုရတာကိုပြောတာဟာလေလုယာအာမင်ဟာလေလုယာကျွန်တော်တို့ကဝတ်ထားသောဘာနာကိုရထားတဲ့လူတွေဖြစ်တယ်။ယနေ့တင်ဟာသူများကဲ့သို့အင်ကောင်းရကောင်းနိုင်ဝတ်မပြုတ်နိုင်ပါဘူး။ကိစ္စမရှိပါဘူး။အင်ကောင်းရကောင်းနိုင်မအိပ်နိုင်ပါဘူး။သူများကဲ့သို့ company မရှိပါဘူး။အလုပ်သမားဘဝပဲအနှိမ့်ဆုံးဘဝပဲတုတ်တော်ညာလဲကျွန်တော်တို့ဟာခရစ်တော်အမျက်ရထားတဲ့လူဖြစ်တယ်။ဆိုကိုဟာပေါ့ပေါ့တေးတေးမဟုတ်ဘူး။မီလီယံနာဖြစ်ရမယ်ဆိုမှကျွန်တော်တို့ကကြွေးကြော်ထားတာမဟုတ်ဘူးခရစ်တော်ရတယ်ဆိုမှကြွေးကြော်ထားတဲ့လူတွေဖြစ်ကြတယ်အဲ့တော့ခရိယန်တော်မှာသွားတဲ့လမ်းကမတူဘူးเนาะဆိုတော့မျောလင်းချက်ချင်းကမတူဘူးချမ်းသာချင်းပြီးမှဆေဖို့ရှိတဲ့အားလုံးကိုအဲ့ဒီဆရာကိုလှူလိုက်ပြီးမှနောက်သူဟာမချမ်းသာရင်တော့ဘလို့လာမလဲအဲ့ဒီဆရာကိုချက်ချင်းကြည့်ရမှာအလှူထဲတဲ့လူကပဲပြန်ကြည့်ရတာဆိုတော့ကျွန်တော်တို့ကကိုပါလို့တယ်လဲဆိုတေချာဖို့အရင်အရေးကြီးတယ်ဟောတဲ့လူလဲကိုပါဟောတယ်လဲကိုဘာကိုမျောလင်းချက်သူများကိုပေးတာလဲကျမ်းစာကပြောတယ်ယေရှုခရစ်ကတဲ့ရွှေငွေရတနာနဲ့လူတွေကိုမဆွေးဆောင်ဘူးတဲ့ဘာနဲ့ဆွေးဆောင်လဲထာဝရအသက်နဲ့လူတွေကိုဆွေးဆောင်တယ်လို့ပြောတယ်ထိန်းညာခေါ်တယ်လို့ပြောတယ်ဟာလေလုယာခရစ်တော်ကကျွန်တော်တို့ကိုထာဝရအသက်နဲ့ဆွေးဆောင်တာဖြစ်တယ်ခင်ဗျားတို့ထိုအရာတွေကိုဘုရားသခင်ပေးတော်မူတဲ့တန်
သူကလိုပဲပြောတယ်လေဆောလမုန်ဝတ်တဲ့အင်ကြီးတန်ဖို့တဲ့ပါထိုက်တဲ့ဟာမျိုးဟာတော့မှခမားတို့ကိုဖုံးအုပ်ပြီးမှမနေ့ပြန်မီးရှုလို့ရတယ်လို့ပြောတာဆိုတော့သူမြတ်ကြီးမြတ်တော်ဖျားဖြစ်တယ်တန်နိုင်တော်ဖျားဖြစ်တယ်ကျွန်တော်အခုချိန်မအင်တကယ်ကောင်းတာဆောက်ပြီးမှကားလည်းတကယ်အကောင်စားစီးပြီးမှမနေ့ပြန်တည်တော့ဘာကျိုးရှိမှာလဲကောင်းကင်ရောက်ရင်တော့မှအစင်းရဲဆုံးပဲဖြစ်မှာအစင်းရဲဆုံးအနောက်ကျဆုံးသူများဆုလိုက်ရရင်လက်ခုပ်တီးမဲ့ကောင်ပဲဖြစ်မှာအဝတ်မပါတဲ့သူဆိုလို့ရှိရင်အမောင်းထုတ်တော့ခံရမှာဆိုတော့ကျွန်တော်တို့ကိုဘာကိုလုံနေတယ်လဲဆိုတော့အရင်ကြီးကြည့်တယ်ဟေရှိုင်း55တစ်မှာဘာပြောလဲအဲ့မှာ invitation to the dusty လို့ပြောတယ်ဆာငတ်တော်သူရေငတ်တော်သူကိုသူကဖိတ်ခေါ်တဲ့ဟာပေါ့နော်အဲ့နေရာမှာရေးထားတယ်အဖိုးခမပေးဘဲနဲ့ယူကြလို့ပြောတယ်အဖိုးခမပေးဘဲနဲ့ယူကြအဖိုးခမပေးဘဲနဲ့ကိုတုံးလုံးတာလာပြီးမှအဲ့ဒီထိုက်တန်တဲ့ the hidden treasure ကိုယူလို့ရတဲ့ဟာကိုပြောတာဖြစ်တယ်ဒါရွှေငွေနဲ့ဝေခိုင်းတာမဟုတ်ဘူးဘာနဲ့ဝေခိုင်းတာနှလုံးသားနဲ့ဝေခိုင်းတာဖြစ်တယ်ဟာလေလုယာကိုးကွယ်ခြင်းနဲ့ဝေခိုင်းတာဖြစ်တယ်ပြီးမှကိုယ့်ရဲ့အသက်တာကိုပြုပြင်ခြင်းနဲ့ဝေခိုင်းတာဖြစ်တယ်ကျွန်တော်အသက်တာလည်းကောင်းဖို့လိုတယ်ဥမာခရစ်တော်အဖြစ်နဲ့ငါခရစ်တော်ရထားတယ်လို့ဆိုတော့သူငါ့ကိုငါပစံလိုချင်တော်ရလဲငါရဲ့ယာထူးကိုလိုချင်တော်ရလဲကျွန်တော်ခွင့်လို့ရမယ်နောက် one step back ပြီးမှသူများကိုခွင့်ပေးတတ်တဲ့စိတ်တဘောလဲအရင်ကောင်းတယ်ဆရာဆောင်ကမနေ့ကပြောတယ်ခုနပြောတယ်ကိုဆရာအရင်တဘောကြတယ်သူစိတ်တဘောဆိုတော့အဲ့လိုမျိုးစိတ်တဘောရှိတတ်တဲ့ဟာကျွန်တော်တဘောကြတယ်ဖခင်ကလည်းဒါကိုပဲတဘောကြတယ်သူများကိုဦးစားပေးလိုက်တာကဘာလဲဆိုတော့ကိုယ်အကောင်းကြီးခံစားရတာဖြစ်တယ်ဟာလေလုယာအာမင်အာမင်ဆိုတော့ဖခင်ကအဲ့ဒါကဘာလုပ်နေတယ်လဲဆိုတော့တင်ဟာတင်စုဆောင်းနေတာဟာလေလုယာကိုယ့်ဟာကို build up လုပ်နေတာအထဲ၌အကြောင်းရှင်ဘောလောကဘာပြောအပြင်၌ငါတို့ကပုတ်ပြက်ပျက်စီးပြီးမဲ့လဲအတွင်း၌ကတီဆောက်နေတာဖြစ်တယ်လို့ပြောတယ်လေဝိညာဉ်ရေးအဖြစ်နဲ့ကျွန်တော်အတွင်း၌တီဆောက်တော့သူဖြစ်ဖို့လိုတယ်အပြင်ဟာကိုပဲ focus လုပ်နေမယ်ဆိုလို့ရှင်တော့သူတလုံးပြောကိုနှလုံးပြောချင်လာတာမဟုတ်လားဒါပေမဲ့အတွင်းလားဖြစ်ဆိုခရစ်တော်အဖြစ်အရင်တော့ကျွန်တော်ပြောင်းလဲခါစားတော့မှာကျွန်တော်အရန်ကိုစကားများပြီးမှစိတ်တဲနဲ့တမုံသွားတဲ့အခြေအနေရောက်သွားတယ်ကျွန်တော်မျိုးမသိတယ်သူကရောက်လာကျွန်တော်အရင်ရောက်နှစ်တယ်ဆိုတော့သူကရောက်လာတော့ကားကလေးတွေများရင်လည်းကားချက်ချင်းဝေချင်တယ်ကလေးများတယ်ဆိုတော့ကျွန်တော်ဆိုတော့ credit မရှိတော့သူက credit ရဲ့တွားပုံလာပုံ US ရဲ့ထုံးစံသူ English ကနေနေတတ်တယ် US ရဲ့ထုံးစံတော့သူမသိဘူးကျွန်တော်နားလည်ပြီးရောက်နေပြီဆိုတော့ကျွန်တော်ဆိုတော့ကျွန်တော်ကပြောတယ်ခမည်းအတွက်ကျွန်တော် credit sign ပေးလို့ရတယ်လို့ပြောတယ်နာမည်တော့ပြောနေဟိုဟာတိမဆိုလို့သူကဒါမဲ့သူ့အပြစ်တင်တာမဟုတ်ပါဘူးပြောပြတာဆိုတော့ sign ပေးလိုက်တာကျွန်တော် credit နဲ့သူပေါင်း sign ပြီးမှအဲ့ဒီကားဝေလိုက်တော့ကား title ကရောက်လာတော့ကျွန်တော်နာမည်အမြဲတမ်းပါတယ်သူကမပါစီချင်မှုကျွန်တော်နာမည်ကိုပါလို့ဒီနာမည်ကိုလာတာလဲဒါမျိုးပေါ့မပါစီချင်တော့ကျွန်တော်ကခမရနာမည်မပါစီချင်ကျွန်တော်ဆိုင်ထားတာလေဆိုတော့သူကအခုချက်ချင်းထပ်ပေးပါလို့ပြောတယ်လေနာမည်ကိုအေးရတယ်ကျွန်တော်တို့စကားတွေများကြပြီးမှယုံတော်ပြီးမှကျွန်တော်ကဆိုင်ပေးမယ်ဆိုပြီးမှတွားကြတာအဲ့ဒီဘက်ကလည်းဘာပြောလဲဆိုတော့ဖေးအောင်မလို့မရဘူးလို့ပြန်ပြောပေးလိုက်တာအဲ့ဒီဘက်ကလည်းဘလို့စီစဉ်ပေးတာလဲတော့မသိဘူးဒါပေမဲ့နောက်တော့ကျွန်တော်ဆိုင်ပေးပါတယ်ဆိုတော့ကျွန်တော်တို့နှစ်ယောက်ပြောချင်တာကကျွန်တော်နှစ်ယောက်ကြားမှာတယောက်နဲ့တယောက်မြင်းခုန်ကြရဲဆိုတော့အဲ့ဒီဘာမှမဟုတ်တဲ့ကိစ္စလေးနဲ့သူကနာမည်ကျွန်တော်နာမည်မလို့ချင်တဲ့ကိစ္စလေးနဲ့မြင်းခုန်တော့တယောက်နဲ့တယောက်မုန်းကြတယ်ကျွန်တော်ပြောင်းလဲလာတယ်ပြီးမှပြောင်းလဲလာတော့ဘုရားသခင်ကဝိညာဉ်ကဘာလို့ခိုင်းလဲဆိုတော့ပြောင်းလဲတဲ့ခါ၌အဲ့ဒါကိုခြေပချင်တာလေကိုကတော့မသိဘူးစိတ်တိုင်းလိုက်သူ့ကိုဖုန်းခေါ်လိုက်ပါကြည်အေးပါဖုန်းခေါ်ပါကြည်အေးပါအဲ့ဒီဟာဝိညာဉ်ကခဏစကားပြောတယ်လေမနေနိုင်ဘူးအဲ့ဒီဝိညာဉ်ပြောတဲ့စကားကို
ဒါမနေနိုင်တော့ကျွန်တော်ဖုန်းခေါ်လိုက်တာကောင်းလေးဖုန်းခေါ်ပြီးမှကြည်အေးလိုက်တော့ကျွန်တော်အရင်ဝမ်းမြောက်တယ်ပြီးမှဝမ်းမြောက်လာကိုဟာကိုစဉ်းစားမှဝမ်းမြောက်တာမဟုတ်အထဲကဝမ်းမြောက်နေတာဝိညာဉ်ကဝမ်းမြောက်နေတာဟာလေလုယာအဲ့ဒါပါလဲဆိုတော့ကိုပြုတ်ပြင်ဖို့ကိုလိုကလည်းဖြစ်နေတာသူ့ကမုန်းနေရကိုလေဆိုတော့ကြည်အေးလိုက်တော့ဖယ်ထုတ်လိုက်တာလေရှင်းထုတ်လိုက်တာပေါ့အငှက်အကြီးကိုဖယ်လိုက်တာလေတော့အဲ့ဒါအရန်လို့တာကျွန်တော်ခရိယန်အသက်တာမှာအဲ့ဒါအရန်ဖျားကအလိုရှိတယ်ဆိုတော့ပြောချင်တယ်ပြီးမှဒီဖက်မှာဒီဖက်မှာဟွာလေပုံဥပမာပေးတာပါလဲ the peril of the wood ရှမတက်ခန်းချစ်73 မှာ Jesus took them another parable the kingdom of heaven is like a man who saw good seed and he feel လို့ပြောရလေ his feel အဲ့ဒါကွန်းပြင်တပင်၌မျိုးစီကျဲတာလေမျိုးစီကျဲတယ်ကောင်းသောမျိုးစီကျဲတဲ့အကြောင်းပေါ့ပြီးမှရှမတ်တဲ့20မှာဘာပြောရလဲဆိုလို့ရှင်တော့ရှမတ်တဲ့20ကနေ22မှာအဲ့ဒီသူတို့သမီးမင်္ဂလာဆောင်ပွဲမှာအဝတ်မပါတော့သူနည်းနည်းဖတ်ရအောင်နော်ဗမာလိုနည်းနည်းဖတ်ရအောင်မင်းကြီးဒီဘွေး၌လျောင်းသောသူတို့ကိုကြည့်ရှုခြင်းဟာဝန်တော်မူသောအခါမင်္ဂလာဆောင်ပွဲ၌အဝတ်ကိုမဝတ်သောသူတယောက်ကိုမြင်လင်းအဆွေမင်္ဂလာဆောင်ပွဲ၌အဝတ်ကိုမရှိဘဲအဘက်ကြောင့်ဝင်တင်ဟုမေးတော်မူသည်ကိုထိုသူသည်မပြောနိုင်ဘဲနေ၏ထိုသူသည်မပြောနိုင်ဘဲနေ၏တဲ့so 73နဲ့14ကိုတောက်လျှောက်ကြည့်မယ်ဆိုလို့ရှိရင်အဝတ်မပါတဲ့လူကဟောင်းအရက်နဲ့နှင်ထုတ်ချင်းခံရတာကြိုးချီပြီးမှအနှင်ထုတ်ချင်းခံရတာဆိုတော့မင်္ဂလာဆောင်ပွဲနဲ့ကိုကပါတယ်အဝတ်ကမပါဘူးဖြောင်းမချင်းဝတ်လို့မပါဘူးခရစ်တော်ကိုဝတ်ဆင်မထားဘူးအပေခံရတာဘလို့ရှိနေစရာကောင်းလဲအန်တော့ခဲချစ်ချင်းရှာအမောင်ရက်လို့ပြောတယ်ငိုကြွေးချင်းအန်တော့ခဲချစ်ချင်းလို့ပြောတယ်ငိုကြွေးချင်းအန်တော့ခဲချစ်ဆိုတာတော့ခဲဒါမျိုးပေါ့အန်တော့ခဲချစ်တာလေဆိုတော့ဘုရားကိုတည်ရဲ့နဲ့ကိုးကွယ်ရဲ့နဲ့ကိုအဝတ်ဝတ်မထားရတဲ့လူကပါလေကျွန်တော်ခရိယန်၌ဝတ်တန်းချီလုတ်တတ်တဲ့ခရိယန်အဲ့ဒါသတိထားဖို့လိုတယ်အဲ့ဒါသူဟာမွတ်စလင်မဟုတ်ဘူးသူဟာဖျားမဲ့မဟုတ်ဘူးသူဟာအခြားသောဟိန္ဒူဗုဒ္ဓဘာညာတွေမဟုတ်ဘူးဖျားကိုကိုးကွယ်တဲ့လူဖြစ်တယ်ဒါပေမဲ့အဝတ်မပါဘူးအဲ့ဒါကျွန်တော်တို့အရင်အရေးကြီးတယ်ဒါကျွန်တော်တို့ဒီအကြောင်းအရာတွေကျွန်တော်လေ့လာတဲ့အခါ၌ဒီဖက်ကအရင်လာချင်းတယ်ဒါပေမဲ့ဒီကညီကိုတဲ့ဒီလိုဖြစ်မယ်လို့ကျွန်တော်မယုံပါဘူးဒါပေမဲ့ဖျားစကားဆိုတာအတိပြန်ပေးရတာပေါ့ခုနကကျွန်တော်ဆိုအလုပ်လုပ်ဖို့အလားမလုပ်ထားပြီးပြီမလုပ်တာတော့မဟုတ်ဘူးလုပ်ထားတာပေါ့ကွာဒါပေမဲ့လည်းအမျိုးသမီးကအလားမလုပ်ပြီလားအတိပြန်ပေးတယ်လေအဲ့ဒီသဘောပဲအတိပြန်ပေးတယ်ဆိုတော့ဖျားစကားဆိုတာအတိမပေးရင်ကိုကမိတ်တတ်တယ်ပြန်မနှွေးဘူးဆိုမိတ်တတ်တယ်
ကျောင်း၌စာတင်တဲ့ခါနဲ့ကြက်စာလေပြန်မကြက်ဘူးဆိုကြက်ပြီးသားပဲဒါပေမဲ့ပြန်မကြက်ဘူးပြန်လာလေ့ကျင့်ခန်းမလုပ်ရင်တော့စာမေးပွဲနဲ့မေ့ပြီလေကြာပြီဆိုတော့လေဆိုတော့ကျွန်တော်အဝတ်မပါတဲ့အတူဖြစ်ရင်ကျွန်တော်ဘယ်လောက်ထိဝင်နေချေကိုရမလဲဆိုတာဒီဖက်မှာအဝတ်နဲ့ပတ်သက်ပြီးမှနည်းနည်းတခြားနည်းနဲ့ပြန်ကိုကားချင်းနဲ့မထိုင်ရှိမတဲ့အခန်းချီကိုအငယ်16 19မှာဘာရေးတယ်လဲဆိုတော့အဲ့မှာဘာရေးတယ်လဲဆိုလို့ရှိရင်တော့အတိတ်တော့စပီကဟောင်းထဲ၌ထည့်ရင်တော့အဟောင်းတော့ဘူးထဲ၌တည်ဘူးထဲ၌ထည့်ရင်တော့ပျက်စီးသွားမယ်လို့ပြောတယ်လေဆိုတော့အတိတ်စပီကတော့အတိတ်ထဲ၌ထည့်ဖို့ဖြစ်တယ်သူတို့ commentary မှာသူတို့ကျွန်တော် commentary မှာနည်းနည်းလေ့လာကြည့်တဲ့အခါမှာ commentary ကရေးတာဘာလဲ old tradition ဘာလဲ religion system ပေါ့နော်အဲ့ဒီဟာကို religion system of Jew ဒီရဲ့ဘာလဲ ruler and the tradition ပေါ့နော်အဲ့ဒီဟာကိုအဲ့ဒီထဲ၌ခရစ်တော်ရဲ့တရားကိုတခါတည်းဆက်လို့မရဘူးဆိုတဲ့ဟာလေ old system ကိုဖယ်ပြီးမှအတက်တာနဲ့ဆက်ရမယ်ဆိုပြီးမှသူကပေးထားတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါကပုံစံတစ်ခုပေါ့ဆိုတော့ကျွန်တော်တို့ကအတက်တာနဲ့တိုက်ရိုက်ရှင်ထိုးမယ်ဆိုလို့ရှင်တော့ old system set ကအခုကျွန်တော်တို့ကို၌လောဆယ်ခုလက်တော်ခံယူထားတဲ့အရာစဉ်းစားထားတဲ့အရာအမုန်းတရားတွေတက်မဲ့ချင်းတရားတွေအချိန်ပြင်းချင်းပြင်းတာလဲဖះမကြိုက်ဘူးနော်ပြင်းတာတွေဖះကြောင့်တက်ဖို့ပြင်းတာတွေလဲပြင်းတာတွေကိုကိုဖို့စုတောင်းဖို့အားနေတာတွေဒါရီကပုံမှန်အတိုင်းreligion စနစ်နဲ့လေပတ်တဲ့ဝတ်တန်းချီတန်းဝတ်ပြုကိုကို system တွေပေါ့စနစ်ဒီကိုကျွန်တော်တို့ကဖယ်ဖို့လိုတယ်အတိတ်တော်ဝိညာဉ်တော်အဖြစ်နဲ့အတိတ်တော်ဥဆောင်ခြင်းနေ့တိုင်းမနေ့ကဒီနေရာမှာဆရာဆောင်နဲ့ဆရာပေါ်တို့ဥဆောင်တာမနေ့ဥဆောင်တာနဲ့ဒီနေ့ဥဆောင်တာမတူဘူးအတိတ်တော်ကိုချင်းပုံစံအမျိုးမျိုးစကလုံးအမျိုးမျိုးအမြဲတမ်းပြောင်းလဲဖို့လိုဘာဖြစ်လို့ဆိုတော့ဖယားအသက်ရှင်တဲ့ဖယားဟာအမြဲတမ်းပြောင်းလဲတယ်ဒါပေမဲ့လည်းအခြေပြုတာနဲ့အထိတ်ကပြောင်းလဲခြင်းကအမြဲဆက်နွေတယ်ဘယ်တော့မှမပြေဘူးဒါပေမဲ့လည်းအတိတ်တော်နှုတ်ကပတ်တော်ဆိုတာကအမြဲတမ်းဖုန်းနဲ့ online ဘာတွေတခုခုApple မှာ upload လုပ်ရင်တော့အမြဲတမ်း update လုပ်ရတယ်မဟုတ်လားဆိုတော့ဝိညာဉ်လည်းဒီလိုပဲအမြဲတမ်း update လုပ်ဖို့လိုတယ်ဖခင်ရဲ့နီးပညာလည်းအမြဲတမ်းပြောင်းလဲတယ်စာတန်ကအရင်နှုံးမှာတဲတော်ကိုမြင်တယ်ဖခင်ချင်းဝတ်ရအခုကမမြင်တော့ဘူးပြောင်းလိုက်တာလေဘယ်ကိုပြောင်းတာလဲကျွန်တော်နှလုံးသားနဲ့ပြောင်းလိုက်တာဟာလေလုယာနှလုံးသားထဲနဲ့ဖခင်ကသူ့ရဲ့တန်ရှင်းရာတက်တာတော်ကိုအရင်တော့အလွန်တန်ရှင်းဌာန၌ထားတဲ့ပရိညင်တက်တာဟာကျွန်တော်တို့အထဲ၌အသွေးတော်အပြင်ပြောင်းလိုက်တာဟာလေလုယာအကြောင်းမလို့ကျွန်တော်တို့အသွေးတော်သုံးဆောင်တဲ့ခါ၌ဗာလဲပရိညင်တရားတစ်လို့ပြောတယ်လေအဲ့ဒီပရိညင်တရားတစ်ကအသွေးတော်၌တည်တယ်လို့ပြောတယ်လေဆိုတော့အဲ့ဒီဟာကိုခရစ်တော်ကဘယ်ကိုယူသွားတယ်အလွန်တန်ရှင်းဌာနကောင်းကင်နိုင်ကိုထဲ၌လို့ပြောတယ်ဟိဟောမှာဟေဘရုမှာကောင်းကင်ကိုထဲတခါရဲဆောင်ယူတော်မူတယ်ယူသွားတယ်အဲ့မှာပြလိုက်တာဆိုတော့သူ့ရဲ့ကျင့်ဝတ်ရတန်ရှင်းဌာနလဲကျွန်တော်လူထဲနဲ့တခါရဲထဲလိုက်တာဟာလေလုယာအကြောင်းမလို့ကျမ်းစာကဟေရှာကျမ်းမှာပြောလဲဆိုလို့ရှိရင်လူအထဲနဲ့ဘုရားကျင့်ဝတ်မယ်လို့ပြောတယ်ဟာလေလုယာဟာလေလုယာအဲ့ကြောင့်မလို့ဘုရားသခင်ဟာကျွန်တော်တို့အထဲနဲ့ကျင့်ဝတ်တော်မူတာဖြစ်တယ်စာတန်ကတဲတော်မတွေ့တော့ဘူးစာတန်မျက်စိမောင်သွားပြီအဲ့မှာအဲ့ကြောင့်စာတန်ခရစ်တော်ပြောတယ်ကျွန်တော်ဖွင့်တဲ့တကားကဘယ်သူမှမပိတ်နိုင်ဘူးပိတ်တဲ့တကားလည်းဘယ်သူမှမဖွင့်နိုင်ဘူးလို့ပြောတယ်လေစာတန်ကမလုပ်လို့မရတော့ဘူးအရင်တော့တဲတော်ဖြည့်ဆည်းလို့ရတယ်ကြိုက်တာလုပ်လို့ရတယ်နှုတ်ဆက်လို့ရတယ်ဒါမှအခုကမရတော့ဘူးနီးပညာပြောင်းသွားတယ်ဝိညာဉ်ရေးနဲ့ပြောင်းသွားတာဆိုတော့
ဝိညာဉ်နဲ့တစိတ်ခတ်လိုက်တော့ဖယားဝိညာဉ်ရတဲ့လူကဘာကမှစုံစမ်းနှုတ်ဆက်လို့မရဘူးဆရာဆောင်လို့ဆိုနှစ်အိမ်တော်တော်မှဟာရက်တီမှာပဲယေရှုခရစ်တော်တင်နေဆိုမှရက်တီလိုက်တာဘာလို့လဲအထင်း၌ခရစ်တော်ရဲ့ဝိညာဉ်ရှိတယ်လေအဲ့ဒီဝိညာဉ်ကကိုမြင်မဟုတ်တဲ့နေရာမှာယေရှုတတိကိုပေးလိုက်တာကိုနေရာမဟုတ်တဲ့နေရာမြေစိမ့်တဲ့နေရာနေမြေချမ်းသာတဲ့နေရာတောနေတဲ့နေရာကိုယေရှုတတိပေးနိုင်တာထိုသူရဲ့ဝိညာဉ်တာဖြစ်တယ်ဆိုတော့အဲ့ဒီဝိညာဉ်ကကျွန်တော်တို့ကစာတန်ကချိန်ချောက်လို့မရတော့ဘူးစာတန်ကဘာမှလုပ်လို့မရတော့ဘူးဆိုတော့အဲ့ဒီ speed အတစ်ဘူးအတစ်နိုင်ဆိုတော့ဖယားရဲ့အရာကအရင်ကောင်းမြတ်တယ်ကျွန်တော်လက်နဲ့မိုက်ကင်ထားပြီးမှရီခွတ်အပြည့်နဲ့ရီကိုပေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်လက်ကမအားဘူးဖုန်းလက်မိုက်လက်ကင်ထားတယ်ဆိုတော့ကျွန်တော်ရီခွတ်ယူလိုက်ရင်တော့ဖိတ်မှတေးချတယ်ဆိုတော့ဒီနှစ်ခုစလုံးကိုလွှတ်ပစ်ပြီးမှခံယူဖို့လိုတယ်ရီခွတ်ကိုအဲ့ဒါမှရီကောင်းကောင်းလေးရပြီးမှမဖိတ်ဘဲနဲ့ကောင်းကောင်းလေးယူလို့တောက်လို့ရမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့စိတ်နှလုံးကတကယ်ဘူးအတစ်ကဲ့သို့လိုတယ်ခရစ်တော်ရဲ့ကယ်တင်ခြင်းကအဖို့ခါမပြီးပဲကျွန်တော်တို့ရကြရဖြစ်တယ်တယောက်မကြမ်းကလေးသူငယ်လူကြီးရတဲ့အခါ၌ဂျန်နဲ့လော်ကီအရာဒီနဲ့မရောနှောဖို့ဒီဟာကိုအလေးနဲ့ထားပြီးမှပြုစုပြိုးထောင်ဖို့ဖြစ်တယ်အပြင်တစ်ခုကိုစိုက်ပြီးပေါက်အစီပေါက်ပြီးဆိုတာနဲ့ကျွန်တော်တို့ပြုစုဖို့လိုလာတယ်မြေဩဇာပေးဖို့လိုတယ်ရေလောင်းဖို့လိုတယ်အမျိုးမျိုးပေါ့ပိုးမထိုးအောင်ကာကွယ်ပေးဖို့လိုတယ်ဆိုတော့ထိုနည်းတူစွာပဲကျွန်တော်တို့ရဲ့ဝိညာဉ်ဟာစူးပင်၌ပေါက်တဲ့အပင်ကဲ့သို့မဖြစ်ဘဲနဲ့စူးမထိုးပိုးမထိုးအောင်မဖြစ်စီလောကရဲ့ကဆိုဘေးစုကမဖြစ်စီအောင်ပေါ့ပြုစုပြုထောင်ဖို့လိုတယ်အကြောင်းမို့လို့အဖေကပြောတယ်လေတင်းတို့ဝိညာဉ်ကိုတင်းတို့မပြစ်မှားနဲ့လို့ပြောတယ်လေအပြစ်လည်းမတင်နဲ့တဲ့ကိုယ့်ကိုယ်အပြစ်မတင်နဲ့တဲ့အဲ့ဒါအရင်ကြီးတချို့လူရငါမဟုတ်ကိုမာငါယူရရှိကရုလေဖေကဘာမှမပြောဘူးသူကသူဟာသူအပြစ်တင်တာငါဟာအတက်မရှင်တင်ဘူးသူဟာသူအပြစ်တင်တော့ဟိုလေကျိုးဆွေးပြီးမှတည်တယ်ဖေကသူ့ကိုဘာမှမပြောဒါဝိမင်းကြီးကြတော့သူလည်းမှားတာပဲဒါမဲ့ကိုယ့်ဟာကိုယ်အပြစ်မတင်ဘူးသူကဖယားရဲ့ဘာကိုမျှော်တယ်လဲခွင့်လွှတ်ခြင်းကိုမျှော်လင့်တယ်ဒါဖယားရဲ့ principle နည်းပညာပဲဆိုတော့ဖယားရဲ့ခွင့်လွှတ်ခြင်းကိုမျှော်တတ်သူဖြစ်ဖို့လိုတယ်ဟာလေလုယာအဲ့ဒါကကျွန်တော်တို့ရဲ့လွတ်ခြင်းလမ်းပဲဘယ်တော့ခါမှကိုယ့်ကိုယ်အပြစ်မတင်နဲ့ကိုမှားတော့ကိုတော့အချင်းတော့မှားတယ်ကိုရဲ့ခွင့်လွှတ်ခြင်းဘယ်လိုပုံစံမဲ့300ခံယူရခွင့်လွှတ်ပြီးတယ်မဟုတ်လားဆိုတော့ဒါဝိရဲ့အသက်တာကအဲ့လိုမျိုးဖြစ်တာဂျေဇုလည်းတိတ်တော်သူကသူပဲဒါဝိဟာတကယ်နှိမ့်ချတော်သူဖြစ်တယ်ဥပမာဘာမှမဟုတ်တဲ့အမျိုးသမီးစီကတော့မှသူကဂျေဇုတိတ်တော်သူဖြစ်တယ်ဒါဝိဟာအကြောင်းဖယားသူ့ကိုသဘောကျတယ်ဆိုတော့သူကဲတော့ယုံကြည်တော်သူဟာကျွန်တော်ဘုရားထင်ဖြစ်စေခြင်းနဲ့အဲ့ဒါမှသူ့ရဲ့ speed အတစ်ကိုကျွန်တော်တို့မူထဲနဲ့ထည့်ပေးမှဖြစ်တယ်ဆိုအရင်အရေးကြီးတယ်ပြီးမှကျွန်တော်တို့အမြန်နည်းနဲ့သွားရဲဆိုတော့တိတ်မကြောက်ဘူးတိတ်မရှိဘူးပြီးမှကျမ်းမာခြင်းပေါ့နော်ခရစ်တော်အဖင်ကျမ်းမာခြင်းကိုဟေရှာယ53သူ့ရဲ့55ဟေရှာယ53ငါအငယ်9၌သူ့ရဲ့တန်ချက်တော်အဖင်နဲ့အနာရောဂါပျောက်ရရှိတယ်လို့ပြောတယ်ဆိုတော့ the word of healing လို့ကျွန်တော်တို့ရေးထားတယ်နှုတ်ကျမ်းမာခြင်းနှုတ်ကပတ်တော်ပေါ့ဆိုတော့ဟေရှာယ53၌သူကကျမ်းမာခြင်းအကြောင်းလေးနဲ့ပြောမယ်အဲ့ဒီဟာညနေပိုင်းမှာအစီအစဉ်မရှိတော့ဘူးဆိုတော့လေနော်ကျွန်တော်တို့ဒီအကုန်လုံးရှိလားဟောဒီမှာလားအိမ်ဒီမှာပဲလားအေးရတယ်အစီအစဉ်ရှိရင်လည်းညနေပိုင်းတခြားသွားမှာပေါ့ဟုတ်တယ်
ဆိုတော့ကျမ်းမာချင်းပြီးမှယောမ4 7နိုင်ယောမ4 25ယောမ4 25ဖတ်ရအောင်45ထိုသခင်ယေရှုဒီငါတို့အပြစ်ကြောင့်အထံချင်းကိုခံတော်မူ၏ငါတို့ဒီဖြောင့်မတ်ရာတို့ရောက်မဲ့အကြောင်းထားမြောက်စေတော်မူ၏ဟာလေလုယာငါတို့ဒီဖြောင့်မတ်ရာတို့ရောက်မဲ့အကြောင်းထားမြောက်တော်မူ၏ကြည့်သူထားမြောက်ခြင်းကကျွန်တော်တန်ဖို့ထားဖို့ထားတတ်ဖို့လိုတယ်ဖြောင့်မတ်ရာတို့ရှောက်ဖို့ဖြစ်တယ်ငါတို့ကျွန်တော်တို့ကတခါလေကျန်ကိုရောက်ချင်နေတာသူကရောက်လာဟာကိုဝန်ခံလိုက်ယုံလေးလွေကိုတနည်းတစ်မျိုးနဲ့စဉ်းစားချင်သေးတာလူရဲ့ဉာဏ်ကအဲ့လိုမျိုးအဲ့ဒါကမကောင်းတဲ့အတွေးခေါ်ပေါ့ဒါပေမဲ့ကိုကပါလိုက်ယုံမယ်သူရောက်ပြီလေဝင်လိုက်ယုံမယ်ခူးပြီးသားသမင်းဝိုင်းကိုထိုင်ပြီးမှတခါတည်းစားလိုက်ယုံပဲဆိုတော့ကိုကပဲသမင်းခူးချင်တယ်လို့ကျွန်တော်ခရိယာတက်တာရဲ့အားနဲ့ချက်ပေါ့နော်ဒါဒီအရင်အရေးကြီးတယ်ပြီးမှကိုရင်တူပရမစာဆောင်ခန်းကြီး15အငယ်3မှာနံပါတ်မယ်ငါဒီကိုယ်တိုင်ခံယူသည့်အတိုင်းတင်တို့အားရှေးဦးစွာအပ်ပြီးသောအကြောင်းအရာဟုမူကားခရစ်တော်ဒီကျမ်းစာလာသည့်အတိုင်းငါတို့အပြစ်ကြောင့်တည်ခံတော်မူ၏ငါတို့အပြစ်ကြောင့်အတည်ခံတော်မူ၏ဟေဘရုအခန်းကြီး9အငယ်28ပြီးတော့မှတိတ်မကြောက်နော်တူလေးနဲ့ကျွန်တော်လုပ်မှာငယ်28ထိုနည်းသူခရစ်တော်ဒီလူများအပြစ်တို့ကိုခံခြင်းဟာတခါတည်းကိုပူဇော်ပြီးမှတဖန်ထိုတခင်ကိုမျော်လင့်လက်နေတော်သူတို့ကိုကယ်တင်ခြင်းအလုံးဟာအပြစ်နဲ့မဆိုင်ပဲပေါ်ထွန်းတော်မူ၏ထိုနည်းသူခရစ်တော်ဒီလူများအပြစ်တို့ကိုခံခြင်းဟာတခါတည်းကိုပူဇော်ပြီးမှတဲ့တခါတည်းပူဇော်ပြီးမှထိုနောက်တဖန်ထိုတခင်ကိုမျော်လင့်လက်နေတော်သူတို့ကိုကယ်တင်ခြင်းအလုံးဟာအပြစ်နဲ့မဆိုင်ပဲပေါ်ထွန်းတော်မူ၏အပြစ်နဲ့မဆိုင်တော့ဘူးတဲ့ကယ်တင်ခြင်းအလုံးကအပြစ်နဲ့မဆိုင်တော့ဘူးဆိုတော့ဒီကျမ်းစာရဆိုလို့ရှိရင်တော့အပြစ်တော့မလုပ်လို့ရတဲ့သဘောအခြေအနေဖြစ်သွားတယ်ဒါပေမဲ့အခုအဲ့လိုမျိုးလှုပ်လိုက်ရင်တော့ခုနစီကမဖြိပဲနေမှာတော့အဲ့ဒါစီမဖြိပဲနေမှာအဲကြောင့်မလို့ကျွန်တော်တို့ကခုနပြောတဲ့စီကိုဖြိဖို့လိုတယ်ချင်းချိန်နိုင်ဖို့ကျွန်တော်ဒီဂျမ်ပိုက်ကိုပြန်လှုပ်တာဖြစ်တယ်ဆိုတော့ကိုကခရစ်တော်ကိုကြည်ရင်ချင်းအမှန်တကယ်ရပြီးမှအပြစ်တော့မတိတဲ့ခါနဲ့လှုပ်မိတဲ့ဟာတွေရှိကောင်းရှိနိုင်တယ်ဒါပေမဲ့လည်းကျွန်တော်တို့ဘာဆုံးရှုံးသွားတယ်လဲဆိုလို့ရှိရင်တော့ခုနအသက်တာ၌စီဖြစ်ခြင်းအမှုရာပေါ့နော်အသက်တာပြုပြင်ခြင်းအမှုရာကျွန်တော်တို့အဲ့ဒီအခွင့်အရေးလေးတွေဆုံးရှုံးမယ်company မှာအလုပ်လုပ်လိုက်တယ်ကွာလုပ်တာနဲ့အခုက call up လုပ်ရင်တော့ကျွန်တော်တို့ solution call up လုပ်ရင်တော့ bonus နေတယ်လေးလမှာ bonus တစ်ခါရတယ်လीနော် call up လုံးဝမလုပ်ရင်တော့ bonus 300ရတယ် call up တစ်ခါလုပ်လိုက်ရင်တော့220လောက်ပဲရတော့တယ် call up နှစ်ခါလုပ်လိုက်ရင်တော့290လောက်ပဲရတယ်ဆိုတော့ benefit ကနည်းလာတာကျွန်တော်တို့ကအပြစ်လုပ်လိုက်ရင်တော့ကျွန်တော်တို့စီကရော့ဥပမာပြောပြတာဖခင်ရဲ့နီးပညာလဲအခုလူတွေက company တွေထောင်းတယ်စီကနေလုပ်တယ်အုပ်ချုပ်ရေးစနစ်တွေလုပ်တယ်အမျိုးလုပ်တယ်ဒါပေမဲ့လည်းဒီ idea ကဖခင်စီကလာတာဟာလေလုယာ
ဖယားရဲ့ idea သူတို့ own idea ပေါ့ကွာသူတို့သမီးမစီဖန်လောဘာလို့လဲပြောနိုင်ပါတယ်ဒါပေမဲ့လည်းအတွင်း၌ပြီးတဲ့ဉာဏ်ပညာ idea ကဖယားဝိညာဉ်ကပေးတာဖြစ်တယ်ဖယား idea ကြောင့်လီရင်ပြန်လုပ်လို့ရတယ်ဖယားရဲ့ဉာဏ်ကြောင့်ကားဖန်ဆင်းလို့ရတယ်ဆိုတော့ဒီအရာမဆိုဖယားစီကလာတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကခုနပြောတဲ့ဟာလေအပြစ်လို့ရင်တော့ကျွန်တော်တို့ benefit ကနေလာမယ်အဲ့ဒါအတိပေးခြင်းနဲ့ကျွန်တော်တို့အပြစ်မလုပ်အောင်ကျွန်တော်တို့ကြိုးစားဖို့လိုတယ်အဲ့ဒါကြောင့်မလို့တို့ချုပ်လူကြမတိပဲနဲ့လှုပ်တာတွေရှိတယ်အပြစ်ကိုကတော့မရည်ရွယ်ဘူးလှုပ်လိုက်တာကအကောင်းချင်းမလှုပ်လိုက်ဒါပေမဲ့အပြစ်ဖြစ်တယ်ဒါမျိုးရှိတယ်ဆိုတော့တခုဓမ္မဟောင်းကျမ်းမိုးရှိကျမ်းကျွန်တော်ဖတ်တဲ့အခါမှာတခုအရန်ကောင်းတာတခုကျွန်တော်တွေ့တာသူတို့ရစ်ပူတော်တဲ့အကြောင်းတွေဖတ်တာလေဟိုပြရကျမ်းမှာလေဖတ်တော့အဲ့မှာတခုတွေ့တာပါလေတခုပူဇော်တာကပါလေကိုမတိဘဲနဲ့လုံမိတဲ့အပြစ်အတွက်မတိကိုလို့တဲ့အပြစ်တော်မှာကိုမတိဘူးအဲ့ဒီအတက်ပူဇော်တာတတ်ရှိတယ်အိုးကျွန်တော်အမအယံဝမ်းတာတယ်ဖခင်ကိုကျွန်တော်လှုပ်လိုက်တာအပြစ်မှမတိတဲ့လှုပ်တဲ့အပြစ်တော်မှာခွန်းလို့ပီတာဟာလေလုယာထိုအပြစ်ကိုခွန်းလို့ပီတာယေရှုခရစ်အဖင်နဲ့အကြောင်းယေရှုခရစ်နဲ့စုံလင်တယ်လို့ပြောတာလေယေရှုခရစ်ရဲ့စုံလင်ခြင်းလို့ပြောတာလေအဲ့မှာကျွန်တော်တို့အခါကျခုခရစ်တော်ကြောင့်ပြည့်လို့ပြီဆိုတဲ့ခါနဲ့ဒီခါလေးချက်ကိုစဉ်းစားတာကိုမတိတဲ့အပြစ်တွေဟိုးအတွန်းထဲနဲ့နှုတ်ရှာပစက်ကမပြောဘဲနဲ့စိတ်ကူးရင်နဲ့ပြစ်မှားတာဒီဘလို့လဲခါချက်ကိုစဉ်းစားတယ်လေဘုရားရှင်ညညမှကိုယ့်ကိုစဉ်းစားနေတယ်လေဒါပေမဲ့အဲ့ဒီအပါဝင်ပါခုလွတ်လိုက်တယ်ဆိုတာဝုပြအချံဖတ်တဲ့အခါမှာကျွန်တော်နားလေတယ်လေဟာလေလုယာအဲ့မှာခရစ်တော်ရဲ့တည်ခြင်းလေးနဲ့ချင်းကဟိုမှာဓမ္မဟောင်းမှာလာပေါ်ပြနေတာဖခင်ကဓမ္မတိမကြီးမဟုတ်ဘူးဓမ္မဟောင်းမှာလေအတိတ်တော့အစားအစာတွေအများကြီးပဲအဲ့ကြောင့်ပြောတာအမြဲတမ်းတင်ဟာဖခင်လမ်း၌မှန်ရင်တော့ဓမ္မဟောင်းဟာနဲ့ဓမ္မတိဟာနဲ့အမြဲတမ်းကိုက်ညီနေတယ်အတိတ်ပဲအမြဲတမ်းအတူပဲအဖြီတစ်ခုပဲထက်တယ်ဘာတစ်ခုမပယ်ရှာမရှိဘူးအဲ့ကြောင့်ကျွန်တော်ယေရှုခရစ်တော်တင်းနေရပညာတတ်တဲ့လူမရှိပေမဲ့လည်းသူတို့ရဲ့ခံယူချက်ဒီအတုံးနှုံးနေကျွန်တော်အမြဲတမ်းသုံးသပ်ကြည့်တဲ့အခါမှာမင်းပြောဆိုကြည့်တယ်ဝင်ဟကြည့်တဲ့အခါ၌သူတို့တက်ဆိုချက်တွေကျွန်တော်သုံးသပ်ကြည့်တဲ့အခါ၌အယံမှန်တယ်အယံကောင်းတယ်လို့ကျွန်တော်ဝန်ခံတာအပြီးမှကျွန်တော်ဟာယေရှုခရစ်တော်တင်းနဲ့ကျွန်တော်ယက်တီပြီးမှယေရှုခရစ်တော်အတင်းနိုင်နေမယ်ဆိုပြန်အတိတ်တော်တဖန်ဆုံးဖြတ်ချက်ချတာဖြစ်တယ်ဟာလေလုယာငငယ်တုန်းကနေပြီးပြီဒါပေမဲ့လည်းအတိတ်ပဲမသိခဲ့ဘူးဒါပေမဲ့ဘုရားသခင်ကစကားပြောတယ်ဘုရားသခင်စကားပြောပြီးမှကျွန်တော်နောင်တရဖို့သူကဖန်တီးပေးတယ် vision တစ်ခုကိုပြတယ်ဗီဒီယိုကြည့်တယ်လို့ပေါ့နော်ပြတော့သူများတွေကြံတော့ vision မြင်တဲ့ချိန်မှာဘာလို့ကျွန်တော်နဲ့သူများတအားကွာတာတစ်ခုရှိတယ်သူများရဲ့ vision ဟိုဟာဟိုနိုင်ငံဟာပဲချိန်မှာဘာပစ္စည်းမယ်ဖခင်ကဆုံးမမယ်ဟိုဟာဘာဖြစ်မယ်ဒါမျိုးပဲမြင်ကျွန်တော်ဖခင်ဒါမျိုးမပြဘူးဖခင်ကကျွန်တော်ကိုပြတာကျွန်တော်ကိုစကားပြောတယ်ဖခင်စကားပြောတဲ့အခါမှာနားနဲ့နှလုံးသားကတပြိုင်နဲ့ကြားပြီးမှမခံနိုင်တဲ့စကလုံးကိုဘာလဲနောင်တရချင်းစကလုံးမခံနိုင်တဲ့နောင်တရချင်းပေါ့နော်စကားကိုကြားတယ်တင်ဟာကောင်းကင်နိုင်ငံရောက်မယ်ဆိုတဲ့စကားပေါ့တင်ဟာကိုသုံးလုံးနဲ့ရောက်မယ်ကောင်းကင်နိုင်ငံဘာမှမပါဘဲနဲ့ကိုသုံးလုံးနဲ့ရောက်မှာပေါ့ဆိုတဲ့စကားကြားတဲ့အခါမှာလေလုံးဝမခံနိုင်တော့မျက်ရည်စီးထွက်တာလေတယောက်လေဝိညာဉ်တော်တို့ထီပြီးမှဟို revival ကြားတဲ့အခါမှာတို့ထီပြီးမှလဲတယ်လို့ပျော်ငဲပြီးမှတယောက်လေဖြစ်တော့အဲ့မှာမျက်စိမှာတခါတည်းသူကပြတာပြတော့ဘာပြတယ်လဲဆိုလို့ရှင်တော့ထူးဆန်းတဲ့ယူပါယုံမဟုတ်ဘူးဘာယူပါယုံလဲတိလားကျွန်တော်အပြစ်ကိုပြတာဟာလေလုယာဖခင်ဘယ်လောက်ကောင်းမြတ်တယ်လဲကျွန်တော်နောင်တရတဲ့နီလန်တီဖို့ဖခင်ပြတာပြတော့ဘယ်ကလဲပြတယ်လဲဟိုးငငယ်ကလေးကလည်းအခုဒီအချိန်အသက်ကြီးအဲ့လိုမပြဘူးသူကဘယ်လိုပြဖခင်ပြတာအရင်ရှင်းတယ်ဒီနေ့ကလည်းဘယ်ကပြတာ
ဒီနေ့ကနေမနေ့ကမနေ့တစ်ဖက်ခါဟိုးနောက်ငယ်အထိအဲ့လိုပြတာဘာလဲ BC နှစ်ကိုရည်တကယ်တော့ပေါ့ BC နှစ်က2000ကနေ1999ပြောင်းပြန်နေရည်တယ်မဟုတ်လားအဲ့လိုပြတာအပြောင်းပြန်တဲ့ဗီဒီယိုဇက်လန်းကိုအပြောင်းပြန်ရည်ပြီးမှပြတကယ်ဆိုသူကပြတာဘုရားကတခုချင်းပြရင်မှကျွန်တော်တိတက်တဲ့အရွေအချိမှတ်မိတဲ့အရွေအချိအပြစ်ကိုပြတာဝန်ခံတာကျွန်တော်လေဖယားကျွန်တော်ကိုလိုပါကျွန်တော်အရန်မှားတယ်ကိုတော့ကိုပြင်မှားတယ်ကိုတော့ကျွန်တော်ခွန်လို့ပါဟိုလောက်ကရိုးမှာတောင်းစုတောင်းတယ်မျက်ရည်မျက်ခွန်းနဲ့စုတောင်းပြီးမှကိုတော့ဒီနေ့အချိန်ခါကနဲ့စပြီးမှကျွန်တော်ကိုတော့အတွက်တက်ရှင်တယ်ဒီအဟောင်းလေးကိုကျွန်တော်ထားခဲ့မယ်ဖယားကြောင့်မတက်ချင်းနေ့ရက်ဒီကိုတက်ချင်းအမှုအဖြစ်ကျွန်တော်ပြောင်းလဲမယ်စုမတောင်းချင်းအမှုဒီအဖြစ်ပြက်ဒီအခြေအနေဒီကိုစုတောင်းချင်းအဖြစ်ကျွန်တော်ပြောင်းမယ်ဖယားနဲ့ဂတိတစ္ဆာဆိုလိုက်တာတယောက်တည်းဂတိတစ္ဆာဆိုပြီးမှကျွန်တော်ဟုတ်ပြီလို့ဖယားကျွန်တော်ကိုတော့အတွက်တက်ရှင်မယ်ဆိုတော့ကိုတော့အခုဘာလုပ်မလဲလုပ်ဖို့ကမတည်ဘူးဂတိကပေးလိုက်ပြီဖယားကိုမေးတာအဲ့ဒါနဲ့ကျွန်တော်ကိုတော့ဘာလုပ်မလဲလို့မေးတော့ကျွန်တော်နားဆွကြည့်တော့ချက်ချင်းလာတယ်ဘုရားစကားဘာလာလဲကျမ်းစာဖတ်ပါကျမ်းစာဖတ်ပါဆိုတဲ့စကားကြားလိုက်တော့အယံဝမ်းတာတယ်ဝမ်းတာပြီးမှကျွန်တော်ပြန်သွားပြီးမှအလုပ်ပြန်သွားလုပ်တယ်အလုပ်ပြန်လုပ်တော့ကျမ်းစာဖတ်ပါဆိုတာကိုကြားလို့ကျွန်တော်ဝမ်းတာဂျင်းနဲ့လို့အလုပ်လုပ်တာအဲ့မှာစဉ်းစားတယ်လှုပ်ရင်းနဲ့ဟုတ်တယ်ကွာဘုရားပြောတာတော့ကျမ်းစာဖတ်ပါလို့ပြောကျမ်းစာတစ်ခါစာအုပ်လို့ရှိတစ်ခါမှကျွန်တော်မဖတ်ဘူးကျမ်းစာလေတစ်ခါမှကိုမဖတ်ဘူးလားဟိုဒီတိုင်းမှာထားတာဟိုပါလေဟိုဘူဟာဒီကတော့မှဘေးမှာချီးပါတယ်လေဘေးမှာလေမဖတ်လွန်းလို့လေဆိုတော့ဖတ်ပြီးဆိုတာတော့ဟုတ်တယ်လို့ဒါဆိုကျွန်တော်ဘယ်လိုဖတ်မလဲဘယ်ကလဲဖတ်မလဲအဲ့ဒါကိုကိုမိခွန်းထုတ်နေတယ်လေဘယ်ကလဲဖတ်မလဲဘယ်လိုဖတ်မလဲကိုမိခွန်းတာဒါလည်းမတိချသေးဘူးဒါစုတော့မဆုံးတန်စင်းသွားတာခုနလောက်ကရိုးမှာလေပြန်စင်းပြီးမှပြန်စုတော့နေကိုတော့ဖတ်မယ်ဆိုတာတော့ဟုတ်ပြီလို့ကျွန်တော်ဘယ်ကနေဖတ်မယ်လဲလို့ပြန်မေးတာပြန်မေးပြီးမှပြန်နားထောင်ကြည့်ဓမ္မတိချမ်းကလည်းဖတ်ပါလို့ပြန်ပြောတယ်လေအဲ့ဒါလည်းဝမ်းမြောက်ပဲပြန်လာပြီးမှဓမ္မတိကနဲ့ကျွန်တော်စဖတ်တာကျမ်းစာအုပ်ကိုဓမ္မတိကနဲ့ဖတ်မှဆုံးခန်းတိုင်ဖတ်တယ်ပြီးမှဓမ္မဟောင်းကလည်းစလာတယ်စပြီးမှအဆုံးနိုင်သူများပါပြောကိုကဒါပဲပြီးအောင်ဖတ်တာအဲ့မှာဖယားကစကားပြောလာတယ်သူ့ကိုမေးချင်းတည်တယ်တရားဟောချက်တွေမြတ်ထွက်လာတယ်လေသူဖယားဖော်ပြတာကျွန်တော်ရေးတာလေစောင်းနဲ့ပြည့်ရေးတာရေးတာအကုန်လုံးရေးတာအဲ့ဒါကျွန်တော်ပြောင်းလဲခါစားတော့ဆိုတော့အဲ့လိုနီးနဲ့ဖယားကကျွန်တော်ကိုပို့ဆောင်လာပြီးအရှင်းအမြန်တိုးတက်လာတယ်ဘာမှစကလုံးတလုံးတက်တီခံဖို့တလုံးတော့မှမပြောတတ်တဲ့လူကခဏကြီးပြောလို့မကုန်နိုင်အောင်ဘုရားသခင်ကသူ့စကားကိုထည့်ပေးတာဖြစ်တယ်ဟာလေလုယာကျွန်တော်ပြောလိုက်တာသူအတိပဲကျွန်တော်တက်တယ်ရှင်းတဲ့တက်ခံဖို့စားတော့ရောက်ပြီးမှဘာပြောလို့ပြောမှမသိပဲနဲ့တကယ်ဟာတပေါ့နော်တကယ်ဟာတအခြေအနေမျိုးနဲ့ပဲကျွန်တော်ပလင်ရှင်းနဲ့ရက်ခဲ့ဖူးတယ်ဒါပေမဲ့လည်းယနေ့၌ယေရှုတက်တဲ့အပြည့်နဲ့ဖယားစကားကိုအားရပါရပြောရတဲ့ပြောနိုင်ရတဲ့ခွင့်ကိုဘုရားယနေ့ပေးတာဖြစ်တယ်အဲ့ဒီအချိန်နဲ့ကျွန်တော်အခုအချိန်နဲ့နိုင်ရှင်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်အီးကိုတိုးတက်တယ်အချိန်နဲ့အပြောင်းပြန်ဖြစ်သွားတယ်ဘာမှမသိတဲ့အလန်ဘေးကကောင်ကတကယ်ဖယားရဲ့တန်ရှင်းရနေရာ၌နှုတ်ကပတ်တော်ကိုတိခံရတော့အခုရလာတာဖြစ်တယ်လူတွေကလည်းဘာမှမဟုတ်ပဲနဲ့အိန္ဒိယနားမှာဆိုလို့ရှိရင်သူများတွေကကြောင်းတက်ပွေယူပြီးမှပါစတာဆရာလို့ခေါ်ရတာဒါပေမဲ့ယေရှုခရစ်တော်အသေးမဟုတ်တဲ့လူတွေကတော့မှဆရာပါစတာကျွန်တော်ကိုအဲ့ဒီလူမျိုးနဲ့ဆက်ဆံလာအဲ့ဒါဘာကြောင့်လဲသူဘုရားသခင်ကြီးဝိညာဉ်တော်ကြောင့်ဖြစ်တယ်သူဘုရားသခင်နဲ့ကျွန်တော်ပြောင်းလဲလိုက်ပြီးမှဘုရားကကျွန်တော်ကိုမဆလာတာဖြစ်တယ်ဆိုတော့ခုနကကျမ်းမာချင်းအကြောင်းကကျွန်တော်နည်းနည်းရနာလိုက်မယ်
ဘာဖြစ်လို့စညံ့ရဲ့ပိုင်းမှာပြန်ချိန်ရှိသေးတယ်ဆိုတော့လေနော်ဆိုတော့ကျွန်တော်ဝင်ဟချင်တာကအဓိက main point ကခေါင်းစဉ်ကများတယ်ဆိုတော့ခေါင်းစဉ်အများကြီးကိုကျွန်တော်တခါတည်းပြီးအောင်ကျွန်တော်နည်းနည်းရည်ရွယ်ထားတယ်လေအဲ့လိုဆိုတော့အချိန်များမပြီးနိုင်ဘူးဆိုတော့လေနော်ကိုကပါလဲတစ်ချက်ခုနှစ်ချက်ပြပုံစံမျိုးနဲ့လှုပ်လိုက်တာဖြစ်တယ်ဆိုတော့အဓိကကတော့ပထမအရင်ဆုံးဖတ်တဲ့ခေါင်းစီးပေါ့နော်the hidden treasure ပေါ့နော် the hidden treasure ပေါ့ဝတ်ထားတော့ဘာနာပေါ့အဲ့ဒါပြန်သွားမယ်ကျွန်တော်ဆုံးသတ်မယ်ဝတ်ထားတော့ဘာနာကျွန်တော်တို့ဟာဝတ်ထားတော့ဘာနာကိုတူထားဖို့ရကျွန်တော်တို့ให้တာဝန်ရှိတယ်ကဲတင်ချင်းရပြီးမှမတ်တရနေဖို့မဟုတ်ဘူးကဲတင်ချင်းဟာကိုမလုပ်ဘဲနဲ့အခမဲ့ရဖြစ်တယ်ဟာလေလုယာယေရှုဖခင်နာမတော်တိုင်ကြီးမြတ်ပါစေဟာလေလုယာဟာလေလုယာဟာလေလုယာဖခင်ရှင်ကောင်းမြတ်တယ်ဆိုတော့ကြည့်ကျွန်တော်တို့ဘာမှမသိတဲ့လူတော်မှသူပို့ဆောင်နိုင်တယ်ဆွေးဆောင်နိုင်တယ်မြင့်တင်ပေးနိုင်တယ်ဆိုတော့လူတိုင်းကိုကျွန်တော်အသက်ကြီးမှဟွာဖြစ်တာပါငါဖခင်ရဲ့နှုတ်ကပတ်တော်ထဲဝင်တာပါညီငယ်ကလေးမကြောက်ဘူးကြားတော့ကြားတာပေါ့ဒါပေမဲ့လည်းခုနလိုပေါ့ဟောင်းတော်ဘူးကိုမလွတ်ပြဘူးအတစ်တော်စပစ်ကြီးကိုမထည့်ခဲ့ဘူးအဟောင်းနဲ့ပဲနေခဲ့တာဟောင်းနဲ့ပဲအရွယ်လွယ်နဲ့တိဟောင်းနဲ့ပဲနေခဲ့တယ်ဒါပေမဲ့သူဟောင်းတော်စပစ်ဘူးကိုလွတ်ပြတဲ့အနည်းကစပြင်ကျွန်တော်စတိုးတက်လာတာဟာလေလုယာစတိုးတက်လာတာပြောင်းလဲလာတယ်တက်တိခဏစကားတွေပြောင်းလဲလာတယ်လူကိုဆက်ဆံတဲ့ပုံစံတွေပြောင်းလဲလာတယ်အပေါင်းတင်းတငယ်ချင်းတွေလည်းအပြောင်းလဲဖြစ်လာတယ်ဟိုရင်တော့အပေါင်းခဲ့ဖူးတဲ့လူတွေနဲ့လမ်းခွေးလာတယ်ဒါဟာဖခင်ရဲ့ဝိညာဉ်တော်ရဲ့နမိတ်လက္ခဏာပဲလက္ခဏာလူတွေကတော့နမိတ်လက္ခဏာတည်တဲ့လူကိုရှင်ပြန်ထမြောက်ခိုင်းမှနမိတ်လက္ခဏာလို့ပြောတာမဟုတ်ဒီထက်နမိတ်လက္ခဏာပိုကောင်းတာကဖခင်သခင်ဤဝိညာဉ်တော်နဲ့ပြောင်းလဲခြင်းနောင်တရခြင်းအတိတ်တပံမွေးပွားခြင်းနမိတ်လက္ခဏာအကြီးဆုံးပဲဟာလေလုယာအဲကြောင့်မို့လို့ပျောက်ဆုံးသောဝိညာဉ်တယောက်ရတဲ့အခါမှာကောင်းကင်နိုင်ငံမှာပွေးလို့တယ်လို့ပြောတယ်လေလုကာ15ကိုကြည့်ရင်တော့ဗာလဲပျောက်တော့တာပြန်ရလာလေသူ့အဖေကပွေးလို့ပေးတယ်လက်ဆွတ်ခိုင်းလိုက်ခြေဆွတ်ခိုင်းလိုက်အေးကောင်းဝတ်ခိုင်းလိုက်ခြေဖို့ချိုးခိုင်းလိုက်ပွေးလို့လိုက်ဟာလေလုယာဒါပါလဲဆိုတော့ပျောက်တော့တာကိုမြန်ရတာဖြစ်တယ်ဆိုသူနိတူဆောပဲကျွန်တော်တို့ကကိုစွန့်ပြီးမှတကယ်အတစ်တော်ဘူးထဲ၌ထိတဲ့ယုံကြည်သူသားသမီးဖြစ်ပြီးမှအမြဲတမ်းကောင်းသောအရာကိုတူထားတော့သူဖြစ်ဖို့လိုတယ်ပြီးမှဖခင်ရဲ့အလိုတော်ကိုသိမြင်တော်သူဖခင်ဘာဆိုလိုချင်တာလဲဆိုတာကိုနားလည်တော်သူသူထင်းစကားကိုနားလည်တယ်လို့ပြောတယ်အဲ့ဒီသူထင်းစကားကိုကြားပြီးမှရွေးယူတတ်တော်သူနားလေတော့တူအဲ့ဒါအဓိကဖြစ်ဖို့လိုတယ်ဆိုတော့အခုတခုတိခံလို့ချင်တာအခုကရှာပေါ်လို့ဆာဆမ်လို့ကဇာအွန်ချင်းနဲ့ဆိုတာဒါတမျိုးပြောတယ်အဲ့ဒါလည်းဖခင်ရဲ့ဆုကျေးဇူးတော်ပဲဆိုတော့ကျွန်တော်ဆုကျေးဇူးကကျွန်တော်တည်တယ်အဲ့ဒီဖက်ကမတော်ဘူးအဆိုဖက်မှာမတော်ဘာလဲဆိုဒီနည်းနည်းတော့အရာကိုနားလေရတော့ဆုကျေးဇူးမျိုးပေးတာသူကတယောက်နဲ့တယောက်ဆုကျေးဇူးကမတူဘူးကျွန်တော်တို့အတင်းတော်ထဲမှာလည်းမတူဘူးအဲဒီရှိတယ်တယောက်နဲ့တူဘာစုကြည့်ရတယ်ဆိုတော့လေဒါပေမဲ့ကျွန်တော်အတင်းတော်ကဒီမှာအများဖြင့် US မှာပဲစပြိုးလာတယ်ဆိုတော့အများကြီးအားနည်းချက်ရှိတာပေါ့ဒီဝိညာဉ်ပိုင်းဆိုင်ရာမှာတော့အားနည်းချက်အများကြီးရှိတယ်တို့တောင်ရလဲကျွန်တော်ဖခင်သခင်ကိုယုံကြည်တယ်ဖခင်သခင်အပြင်ကျွန်တော်တို့စင်တက်လာမယ်ဆိုတော့ယုံကြည်တယ်အရင်တော့ကစတဲ့ချိန်ကနဲ့ဆိုလို့ရှိရင်အခုအချိန်နေဆိုလို့ရှိရင်အရင်ကျွန်တော်တို့မှပုံစံပေါက်လာပြီပေါ့အရင်တော့အစတုန်းကဆိုလို့ရှိရင်ဘာပုံစံမှန်းတော့မသိဘူးတချင်းဆိုတတ်တဲ့လူတော်မှမရှိဘူးဆိုတော့ဖခင်ကမဆိုတတ်တဲ့လူတော်မှဝိညာဉ်ကအလုပ်လုပ်ပြီးမှပို့ဆောင်တယ်ဆိုတော့မစိုးရင်လည်းကျွန်တော်တို့စိတ်ချစွာနဲ့ကိုရထားတဲ့ဟာကိုပြုစုဖို့ပဲလိုတယ်ဆိုတာအဆုံးသတ်လို့ချင်းတဲ့အရောက်စီတိုင်းဒီနှုတ်ကပတ်တော်ပေါ်၌ဘုရားခင်ဤကောင်းချီးမင်္ဂလာ
တက်ရောက်ပါစေ အာမင် အာမင်